အားလုံးပဲမင်္ဂလာပါဒီနေ့ကျမနဲ့အတူအဖွားတော်အောင်ဆန်းစုကြည်ရဲ့မိန့်ခွန်းလေးတစ်ခုကိုတူတူနားထောင်ကြအောင်နော်အလွမ်းပြေပေါ့ဟုတ်မြန်မာနိုင်ငံလာတဲ့ပြည်သူပြည်သားတွေချင်းချင်းရန်ဖြစ်ကြတာအငင်းပွားကြတာဟာဘာဖြစ်လို့လဲဆိုတာလေကျမခတ်တော်တော်ပဲပြောမယ်နော်မကြိုက်လို့ရှင်လည်းမတတ်နိုင်ဘူးအဲ့ဒါလေအရေးပါခြင်းကြလို့အရေးပါခြင်းစရာမလိုပါဘူးကိုဟာလုတ်တဲ့လုတ်ထိုက်တာကိုလုတ်နေလို့ရှိရင်ကိုမှတန်ဖိုးရှိပြီးသားပဲတန်ဖိုးရှိပြီးသားပဲဘယ်ညာမှရှေ့တိုးနေဖို့မလိုဘူး嗱အခုဆိုလို့ရှိရင်ကျွန်မအရှိတမ်းမှာထိုင်နေတဲ့သူတွေကိုလည်းဟိုးအနောက်တန်းမှာထိုင်နေတဲ့သူတွေပို့ပြီးတော့တန်ဖိုးမထားပါဘူးကျွန်မပို့ပြီးတော့ခင်တဲ့လူတွေရှိတော့ပေါ့နော်ဒါတော့အရင်တုန်းကတိလို့ခင်တဲ့လူတွေဒါတတ်ပါအဲ့တော့စင်မြင့်ပေါ်တက်ရတဲ့လူတွေကိုလည်းစင်မြင့်ပေါ်အောက်ကနေနေရတဲ့လူတွေလည်းပို့ပြီးတော့တန်ဖိုးမထားပါဘူးလူတိုင်းဟာသူ့တန်ဖိုးနဲ့သူရှိပါတယ်အဲ့ဒါကိုယုံကြပါအဲ့ဒါကိုယုံကြပါကျွန်မခဏခဏပြောတယ်ကျမတို့ပြည်သူပြည်သားတွေဟာတယောက်နဲ့တယောက်မနာလိုတာတယောက်နဲ့တယောက်ဆောင်းမြောင်းကြတာတိုက်ခိုက်ကြတာအခြေခံအဖြစ်တော့ကိုယုံကြည်မှုမရှိလို့ပဲလို့ကိုတန်ဖိုးကိုယုံကြည်လို့ရှိရင်ဘယ်သူမှမနာလိုစရာအကြောင်းမရှိပါဘူးအဲ့တော့ကိုတန်ဖိုးကိုယုံကြည်နိုင်အောင်လို့နေသွားကြပါကိုတန်ဖိုးကိုယုံကြည်နိုင်အောင်လို့နေသွားကြပြီဆိုလို့ရှိရင်အချင်းချင်းတကယ်ကိုညီညွတ်မှုရပါလိမ့်မယ်လို့ကျွန်မပြောချင်ပါတယ်ကျမကတော့ချမ်းသာတဲ့သူပဲဖြစ်ဖြစ်ဆင်းရဲတဲ့သူပဲဖြစ်ဖြစ်ပညာတတ်တဲ့သူပဲဖြစ်ဖြစ်မတတ်တဲ့သူပဲဖြစ်ဖြစ် follower များတဲ့သူပဲဖြစ်ဖြစ်မများတဲ့သူပဲဖြစ်ဖြစ်ကျမအားလုံးကိုတန်ဖိုးထားပြီးတန်းတူပဲဆက်ဆံပါတယ်